Hello， 大家好 ，AGD 呢關你做吧咧，所以ကျွန်တော်呢時စကားပြောတဲ့ချိန်မှာပေါ့နော်，တစ်ခါလေကြာရင်လွယ်မလိုလိုနဲ့မေ့နေတဲ့ဟာခက်နေတဲ့ဟာရှိရပေါ့နော်，ဆိုတော့ဒီလိုစကားပြောအတူထွာလေးတွေအများကြီးကြက်ထားရမယ်ပေါ့နော်，ဒီလိုအတူထွာလေးတွေများများမှတ်နိုင်လို့ဆိုရင်တော့စကားပြောတဲ့ချိန်မှာနေ့စဉ်သုံးစကားပြောလေးတွေများများပြောနိုင်မယ်ပေါ့နော်။ဆိုတော့ပြီးဒါဒီနေ့ကလည်း10ခုပေါ့နော်။အကျိုးရှိမယ်လို့မျှော်လင့်နေတယ်။နံပါတ်1စကြည့်အောင်ပေါ့နော်။ဒီနေ့ပြီးနိုင်လားเนาะဒီနေ့ပြီးနိုင်လားပြီးတာကိုကျတော့完成လို့သုံးတယ်ဘယ်လိုပြောလို့ရလဲဆိုတော့ဒီနေ့今天ဒီနေ့ပေါ့နော်နိုင်လားဆိုရင်能သုံးတာပေါ့နော်今天能ပြီးတာကိုကျတော့完成ဆိုတာပြီးဆုံးတာเนาะ今天能完成吗今天能完成吗ဒီနေ့ပြီးနိုင်လားเนาะ今天能完成吗ပြီးတော့နံပါတ်2မမီတော့ဘူးเนาะမမီတော့ဘူးဆိုရင်တော့来不及了对来不及了来不及了ဆိုရင်တော့မမီတော့ဘူးပေါ့เนาะဥပမာကိုကအချိန်မမီတော့ဘူးပေါ့เนาะဒီနေ့မပြီးမှအချိန်မမီတော့ဆိုရင်来不及了เนาะဘတ်စကမမီတော့ဘူးဆိုရင်来不及了အဲ့လိုမျိုးသုံးလို့ရတယ်မမီတော့ဘူးဆိုတာမှန်တယ်မြောက်ကို来不及了နဲ့သုံးလို့ရပါတယ်နံပါတ်3မှာပင်လယ်စာနဲ့မတက်ဘူးလာချစ်ဖြစ်တယ်ပေါ့နော်မတက်ဘူးဆိုရင်ကော့မင်လို့သုံးနော်ကော့မင်ဆိုတာလာချစ်ဖြစ်တဲ့ဟာကိုကော့မင်လို့သုံးတယ်ဆိုတော့ဒီမှာမတက်ဘူးဝတွေ့နော်တွေ့ကိုမှတ်ထားမယ်တွေ့ရဲ့နောက်မှာဘာနဲ့မတက်ရလဲပင်လယ်စာဆိုတော့海鲜နော်海鲜ပင်လယ်စာကို海鲜လို့သုံးတယ်နော်我对海鲜过敏过敏ကကြတော့မတည့်တာကို过敏လို့သုံးတာเนาะဆိုတော့我对海鲜过敏ပင်လယ်စာနဲ့မတည့်ဘူးဆိုတော့ဒီနေရာမှာဘာနဲ့မတည့်ရလဲပြောင်းလို့ရတယ်ဥပမာအနေနဲ့ငါဟောတော့နဲ့မတည့်ဘူးဆိုရင်လည်း我对热狗过敏အဲ့လိုမျိုးပေါ့เนาะဆိုတော့ပင်လယ်စာနဲ့မတည့်ဘူးဆိုရင်လည်း我对海鲜过敏အဲ့လိုမျိုးပုံစံကိုဒီမှာပြောင်းလို့ရတယ်ဟုတ်ပြီနံပါတ်4အခြေအနေဘယ်လိုလဲနော်အခြေအနေဘယ်လိုလဲဆိုရင်အခြေအနေကို情况လို့တော့နော်情况怎么样နော်ဘယ်လိုလဲဆိုရင်怎么样ပဲတော့မယ်နော်情况怎么样情况怎么样ဆိုတော့အခြေအနေဘယ်လိုလဲလို့ပြောနော်情况怎么样အခြေအနေဘယ်လိုလဲ情况怎么样အခြေအနေဘယ်လိုလဲဆိုတော့တိတ်မဟန်ဘူးပေါ့နော်တိတ်မဟန်ဘူးဆိုရင်တော့ဒီအခြေအနေတိတ်မကောင်းဘူးဆိုတဲ့ပုံစံပေါ့နော်တိတ်မဟန်ဘူးဆိုဘယ်လိုပြောလို့ရလဲဆိုတော့ကျွန်တော်不太乐观လို့တော့နော်不太乐观不太ဆိုတော့တိတ်ပေါ့နော်တိတ်ပြီးတော့မှဆို不太နဲ့စရနော်တိတ်ပြီးတော့မှမဟန်ဘူး不太乐观နော်乐观不太乐观不太乐观ဆိုရင်တော့တိတ်မဟန်ဘူးနော်不太乐观တိတ်မဟန်ဘူးနော်不太ဆိုတာတိတ်မှာတုံးတယ်တိတ်မပူဆိုရင်不太热တိတ်မဝေးဆိုရင်不太远အဲ့လိုမျိုးတုံးရတယ်နော်ဆိုတော့တိတ်ကိုကျတော့不太လို့မှတ်ထားလို့ရတယ်တိတ်မဟန်ဘူးဆိုရင်不太乐观လို့တုံးရတယ်不太乐观နောက်တစ်ခုကတော့ငါအလုပ်ထုတ်ခံလိုက်ရတယ်ငါအလုပ်ထုတ်ခံလိုက်ရတယ်ဆိုရင်အလုပ်ထုတ်တာကိုကျတော့ခံရတာကိုကျတော့开除လို့တုံးနော်ပိတ်ကိုကျတော့ခံရတယ်ဆိုရင်ပိတ်ကိုတုံးတယ်ထည့်တုံးတယ်ဆိုတော့ပိတ်开除နော်ထုတ်ခံလိုက်ရတယ်နော်ငါအလုပ်ထုတ်ခံလိုက်ရတယ်ဆိုရင်我被开除了နော်我被开除了ငါအလုပ်ထုတ်ခံလိုက်ရတယ်နော်我被开除了ငါအလုပ်ထုတ်ခံလိုက်ရတယ်နော်ငါနောက်နေရမဟုတ်ဘူးငါနောက်နေရမဟုတ်ရင်ဘယ်လိုပြောလို့ရလဲ闹了开玩笑了都呢说所以我不是俺闹了မဟုတ်ဆိုရင်不是呢我不是开玩笑开玩笑ဆိုတာ闹了开玩笑了都呢说我不是开玩笑俺闹你မဟုတ်ဘူးဖြစ်သွားမယ်နော်ဆိုတော့နောက်နံပါတ်8မှာပြင်းစရာကြီးกว่าเนาะပြင်းစရာပြင်းတာကိုကျတော့ကျွန်တော်လှုပ်စရာမရှိလို့ပြင်းတာเนาะအဲ့ဒါကိုကျွန်တော်ဝူးလျော်လို့သုံးတယ်เนาะဆိုတော့ပြင်းစရာကြီးกว่าဆိုရင်ဘယ်လိုသုံးလို့ရလဲအရန်ကိုထိုက်လနဲ့သုံးလို့ရเนาะ太无聊了太无聊了无聊ဆိုတာပြင်းတာပေါ့เนาะလှုပ်စရာမရှိလို့ပြင်းရင်
无聊的东西，那太无聊了，并且也高了为瓜，那啥松变标比吧，那么讲嘛，啥松，那啥松所以就能从头到尾，从头到尾是吧？代表是高啊你，咪一提不那尾是吧？咪有个呢，从头到尾，从干你呢？从头到尾啊，啥啊高你啊咪一松切松么咯？你嘛路要从头到尾再说一遍，再说一遍是吧？那它变标比吧啊，变标比吧行，再说一遍的东西呢，从头到尾再说一遍，那啥时候？那它老变标比吧呢？从头到尾再说一遍。မတုံးနဲ့ဆိုတော့နောက်ဆုံးတစ်ခုနံပါတ်10မှာဒါမင်းနဲ့အဖော်လိုက်ပေးမယ်နော်အဖော်လုပ်ပေးတာကိုကျတော့ဖေနော်ဖေဆိုတာအဖော်လုပ်ပေးတာနော်ဆိုတော့ဒီမှာဆိုရင်我陪你去နော်ဖေကအဖော်လုပ်ပေးတာဒါပေမဲ့သူဒီမှာလိုက်ပေးမယ်ဆိုတော့去တလုံးထည့်ရတယ်အဲဆိုရင်ငါမင်းနဲ့အဖော်လိုက်ပေးမယ်ဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့我陪你去နော်我陪你去ငါမင်းနဲ့အဖော်လိုက်ပေးမယ်နော်我陪你去我陪你去ဆိုတာငါမင်းနဲ့အဖော်လိုက်ပေးမယ်လို့ဖြစ်သွားပါမယ်เนาะဆိုတော့ဟုတ်ပြီစဆုံးပြန်နောက်တစ်ခါပြန်ပြောကြည့်အောင်မင်းဒီနေ့ပြီးနိုင်လား今天能完成吗မမီတော့ဘူး来不及了ငါပင်လယ်စာနဲ့မတည့်ဘူး我对海鲜过敏အခြေအနေဘယ်လိုလဲ情况怎么样情况ဒီမှာ情况ဖြစ်မယ်နော်情况怎么样အခြေအနေဘယ်လိုလဲတိတ်မဟန်ဘူး不太乐观နော်不太乐观တိတ်မဟန်ဘူးအလုံးငါလုံးထုတ်ခံလိုက်ရတယ်我被开除了ငါလုံးထုတ်ခံလိုက်ရတယ်我被开除了ငါနောက်နေရမဟုတ်ဘူး我不是开玩笑我不是开玩笑编写一个太无聊了အစားဆုံးပြန်ပြောပြပါ从头到尾再说一遍ငါမင်းနဲ့ဖော်လိုက်ပေးမယ်我陪你去အဆင်ပြေမယ်လို့မျိုးလိုက်ပါတယ်ဒီလိုမျိုးဗီဒီယိုကြိုက်တယ်ဆိုရင်အောက်မှာyes လို့မှတ်ပေးပါပြီးတော့ကျွန်တော်တို့ YouTube ကိုလည်းsubscribe နဲ့ဘေးကခေါင်းလုံးလေးနှိပ်ထားပေးပါ那谢谢大家下期见拜拜